မြတ်စွာဘုရားလက်ထက်ကအသေးကွဲတဲ့လူမပြောနဲ့ဗရာစာရီသားသေးလင်းသေးအယူတစ်ပိုင်းဖြစ်တဲ့သူတော်မှဖယားဟောတဲ့တရားနဲ့တွေ့တော့ကောင်းသွားလားမကောင်းသွားလားဟောဒီပရိသတ်တွေဘဝမှာအကောင်းဆုံးဖြည့်စည်းရတရားနဲ့ဖြည့်မှပြည်တာနော်ဘာနဲ့ဖြည့်ရမလဲအသေးကွဲတာတခြားလူမပြောနဲ့မြတ်စွာဘုရားရဲ့ညီတော်နန္ဒမင်းသားဆိုကြားဘူးလားညီတော်အာနန္ဒာနဲ့ညီတော်မင်းနံမတူနော်ညီတော်အာနန္ဒာကဖွားဘက်တော်လှုပ်ကြွေးညီတော်မင်းနံကြတော့မြတ်စွာဘုရားရဲ့ညီတော်မဟာပဇာပတိဂေါရမီရဲ့သားနော်နန္ဒမင်းသားလေနန္ဒမင်းသားအသက်ကွက်ချက်ကတော့ပြောမနေနဲ့မင်္ဂလာဆောင်တဲ့နေ့မှာမြတ်စွာဘုရားကမန္တကြွပြီးတော့တပိဋ္ဌာန်းခေါ်ပြီးကျောင်းတော်ခေါ်ပြီးဘုန်းကြီးဝတ်ပေးလိုက်တာမပေးလိုက်ဘူးလားကြည်စံသူ့ထက်ကွဲတဲ့အသေးတော်မရှိတော့ဘူးမင်္ဂလာဥညစိတ်ကူးတော်မရင်လိုက်ရဘူးမင်္ဂလာဆောင်တဲ့နေ့ဘုရားကမန္တကြွမြတ်စွာဘုရားကြွလာနေရာလေးပြီးတော့တပိဋလေးပြီးတယ်နန္ဒမင်းသားတဲ့တပိတ်ကျောင်းလိုက်ဖို့ဆိုတော့မမဘုရားဆိုခဏထင်ပြီးတော့တပိတ်လေးထမ်းပြီးလိုက်ဖို့အဲ့မြတ်စွာဘုရားနောက်မောင်တော်ပါသွားပြီဆိုတော့ဒီတော့မောင်မမိတ်တန်တွေကဇနဗရကလျာဏီကိုသွားပြောအရှင်မမောင်တော်ဘုရားတော့မြတ်စွာဘုရားနောက်ပါသွားပြီအဲ့ဒါလှမ်းပြီးသတိပေးလိုက်အောင်ဆိုပြီးပြတင်းပေါက်ကနေဇနဗရကလျာဏီကမြတ်စွာဘုရားနောက်ပါသွားတဲ့နန္ဒမင်းသားကိုလှမ်းပြီးတော့မှားလိုက်မောင်တော်မြန်မြန်ပြန်ခဲ့နော်တဲ့ဘယ်လိုမှားလိုက်လဲအေးပါကွာတဲ့ခဏပဲပြန်လာမှာပါတဲ့သပိတ်ပို့ပေးတာတဲ့နန္ဒမင်းသားကကြောင်းလဲရောက်တော့သပိတ်လေးချရောက်ရှိတယ်မြတ်စွာဘုရားနန္ဒမင်းသားမင်းဘုန်းကြီးဝတ်မလားရက်ဆက်တယ်နော်မင်္ဂလာဆောင်တဲ့နေ့ကြီးကြောင်းခေါ်သွားပြီးတော့သပိတ်လေးထားရောက်ရှိတယ်ဘုန်းကြီးဝတ်မလားဆိုတော့အကိုတော်ဘုရားဆိုတော့မြတ်စွာဘုရားကိုကြောက်လဲကြောက်ယူလဲယူသေးတော့ဝတ်မယ်လဲမပြောဘူးမဝတ်လည်းမပြောမဝတ်ဘူးလည်းမပြောဘာမှမပြောပဲဒီလိုင်းလေးမသိကြအောင်စောင့်နေတာမကြားကြအောင်စောင့်နေတာအဲ့ဒါမြတ်စွာဘုရားကစိတ်နေတာဝန်ခံတာပဲတဲ့ဝတ်ပေးလိုက်မင်္ဂလာဆောင်တဲ့နေ့နန္ဒမင်းသားဘာဖြစ်သွားတာကွဲပြီပေါ့ဒီအသေးကလေဒီချက်ကွဲစရာမရှိဘူးမင်္ဂလာဥညဘာမှန်းတော့သူမသိတယ်ဘုန်းကြီးဖြစ်သွားအဲ့ဒါဒုက္ခတွေရောက်တော့အဲ့တရားမှတ်လဲပဲမှတ်လို့မရတော့ဘူးမျက်စိမိတ်လိုက်တာနဲ့လေတရားမှတ်လို့မရဘဲနဲ့နှမတော်မှားလိုက်တဲ့မောင်တော်မြန်မြန်ပြန်ခဲ့တော့ဆိုတဲ့ဒီစကားပဲမျက်စိမိတ်တာနဲ့ပြန်ကြားနေတော့တမာတိတည်သေးလားအတွေးတွေနဲ့ပတ်ချလဲစိတ်ကူးတွေယင်ပြီးတော့ဟာဝိုင်တို့ဘာလို့ဟန်နီမွန်းတွေထွက်နေတာတရားမှတ်ရင်းနဲ့သူစိတ်ကူးတွေယင်ပြီးတော့လေမြတ်စွာဘုရားကသူ့အခြေအနေကိုသိတယ်နန္ဒမင်းသားအသေးကွဲနေပြီဆိုတော့